呀，明嘛不然动物没路边呢，没标呢来比着，俺那地方呢不然动物路来挂。ကောင်းပြီလေမင်းတို့ကမင်းတို့ရဲ့အနာကက်ကိုမင်းတို့ကိုယ်တိုင်ဖြစ်တိုင်းချင်းနေဆိုရင်ကိစ္စမရှိဘူးကျမလည်းဒေါ်လာထွက်လို့ရင်းနေပူနေပြီအမေကအမြဲတမ်းပဲသူ့ရဲ့အတက်ကအကြမ်းတွေကအမြဲတမ်းတွေးနေတာကျွန်တော်ကအမေခံစားချက်ကိုမြင်လို့ပြောနေတာပစ္စည်းဥစ္စာထက်ကျွန်တော်တို့မိသားစုတွေကပိုအရေးကြီးတယ်လို့ထင်လို့လေမေဒီကိစ္စတွေကိုအကြာကြီးဆွဲထားလို့မတင်တော့ဘူးနော်ညီသေးတွေကနေ့နေ့တခြားတက်နေတာကျွန်တော်တို့အမွေအခုပဲခွဲပြီးတင်တယ် မင်းထဲအမေပြောပြီးလေဒီမြေကွက်ကအမေတို့ဆူဆောင်းထားတဲ့အတွင်းမဲ့ပတ်စံမှုပဲမင်းတို့၃ယောက်ရဲ့အနာကက်အတွက်အခုရောက်လို့ရှိမပြေသေးဘူး အမေရဲ့အနာကဲကိုပြောမနေနဲ့လက်ရှိကိုလည်းကြည့်အောင်မြို့လည်နာမြေတကွက်ဈေးဘလောက်ပေးရလဲဆိုတာအမေသိလားအဲ့ဒီငွေနဲ့ဟာသမီးတော့ဘလောက်တာတောင်းချနိုင်မလဲဒီတော့သမီးရဲ့ယောက်ျားကလည်းအခုယင်းဒီမြုံနိုင်ပေါ့အဲ့ဒီငွေကိုပဲစောင့်နေတာ အမတို့အကိုတို့ရဲ့အမေရဲ့တဘောကိုလည်းနားထောင်အောင်လေအမေကမရောင်းဘူးဆိုရင်မရောင်းနဲ့ပေါ့ 呀，明嘛不然动物没路边呢，没标呢来比着，俺那地方呢不然动物路来挂。 ကဲတော်ကြပါတော့သားတို့သမီးတို့ရဲ့အမေသားတို့သမီးတို့ကိုခေါ်တာရန်ပြီးတော့ခေါ်တာမဟုတ်ဘူးအမေအခုဘာလို့ဒီမြေကွက်မရလဲသားတို့သမီးတို့သိကြရဲ့လားအမေဒီမြေကွက်ကိုစွန့်လွတ်လိုက်တာနဲ့သားတို့သမီးတို့စီတို့ချင်းတွေစပြတ်သွားမှာအမေရန်ကိုကြောက်လို့ပါသားတို့သမီးတို့ရဲ့ဒီကွက်ကသားတို့သမီးတို့တွေရဲ့စီလုံးချင်းမဲ့ကျိုးလေးတစ်ချောင်းပဲကွယ် ဟုတ်ပါတယ်အကိုတို့ရဲ့အမေပြောရရင်ဆန်းပါလေဒါကြောင့်ဒီမြေကွက်ကိုမရောင်းပါနဲ့ဟုတ်လားအကိုတို့ တီဟာစိတ်ဆန်းအမေရဲ့ကျွန်တော်တို့ကခလေးမှမှုတ်တော့တာကျွန်တော်တို့ဒီမြေကွက်လေးနဲ့ချီနှောင်ထားလို့မရတော့ဘူးကျွန်တော်တို့မှာကိုယ်ပိုင်ဘဝတွေရှိနေပြီ အမေအကိုပြောရမှန်နဲ့အမေကစိတ်ကူးရင်နေတာအခုခေတ်မှာဘယ်သူကမိသားစုဆိုပြီးတော့တင်းခဲ့နေတော့မှလဲ ကောင်းပြီလေမင်းတို့ကမင်းတို့ရဲ့အနာကက်ကိုမင်းတို့ကိုယ်တိုင်ဖြစ်တိုင်းချင်းနေဆိုရင်ကိစ္စမရှိဘူးအမေပြောမယ်ဒီမြေကွက်ကိုအမေလုံးဝမရောင်းဘူးကြည့်ပါလားအမေကဘာမှနားမလဲဘူးပတ်ဆိုင်လေးတွေကကက်ကြီးလေးချောင်းလောက်တော့မှတမ်းမိုးမထားတာဘူးဘာမှလည်းမထူး ကျမလည်းဒေါ်လာထွက်လို့ရင်းနေပူနေပြီအမေကအမြဲတမ်းပဲသူ့ရဲ့အတက်ကအကြမ်းတွေကအမြဲတမ်းတွေးနေတာကျမတို့ရဲ့ခက်ခဲတွေရောသူကမြင်မမြင်လား အကိုတို့အမေပြောတာလည်းမှန်တာပဲအဖေမဆုံးခင်ကတည်းကအဖေမှားထားတာရှိတယ်လေဒီမြေကိုဘယ်လိုနီးနဲ့မှမရောင်းပါနဲ့လို့မှားထားတာလေအဲ့ဒါတွေကလည်းကျွန်တော်တို့ရဲ့မိသားစုအတွက်ပဲအကိုရဲ့ စိတ်ဆန်းတီးကမင်းကပတ်စံပေါ်ပေါ်လောလောသုံးရပြီးတော့မင်းကဒီစကားကိုပြောနိုင်တာပေါ့ငါမှအကျွေးတွေဘယ်လောက်ပြနေပြီလဲမသိလား ဟုတ်တယ်အမေကနင့်ကိုအရင်အလွန်လိုက်တာပြီးတော့နင့်ကိုလည်းငါတို့ထပ်ပို့ပြီးတော့ချစ်တယ်အဲ့ဒါကြောင့်အမေဒီမြေကိုမရဘူးဆိုရင်လည်းဘာမှဖြစ်ဘူးဆိုပြီးတော့ပြောနိုင်တာပေါ့ ဒါကမဟုတ်ဘူးအမကျွန်တော်ကအမေခံစားချက်ကိုမြင်လို့ပြောနေတာပစ္စည်းဥစ္စာထက်ကျွန်တော်တို့မိသားစုတွေကပိုအရေးကြီးတယ်လို့ထင်လို့လေ ဒီလောက်ဆိုတော်ပြီတီးတာငါမှအစီအစဉ်ရှိတယ်နေငါ့ကိုကူညီပေးရမယ် ဘလို့ညီးလဲ အေးကဒီမြေကိုကိုယ်တိုင်မရောမဲနဲ့ချာနီလန်းနဲ့ရောင်းဖိအားပေးရမယ်အမေနေတဲ့အိမ်ကိုငါတို့စပြီးတော့ဖိအားပေးရမယ်အိမ်စရိတ်တွေရဲ့ကျမ်းမာရေးလူဆိုင်မှုစရိတ်တွေရဲ့၃ယောက်လုံးပေါင်းပြီးတော့ဖြတ်ပေးရအမေကလစဉ်ပင်စင်နဲ့ဒီအိမ်ကြီးကိုသူ့စရိတ်နဲ့တောင်းဝင်ယူနိုင်မှာမဟုတ်ဘူးနောက်ဆုံးသူရမ်းချစ်တဲ့ဒီအိမ်ကြီးကိုဆုံးဖြတ်ရမှာကြောက်ပြီးမြေခွက်ကိုမရောမဖြစ်သူရောင်းလာလေ ဒါအမေကိုကြက်ကန်မှာမဟုတ်ဘူး ဒါကအကြက်ကင်တာမဟုတ်ဘူးဒါစီးပွားရေးအရသုံးပြချက်ချခိုင်းတာငါတို့ရရရှိတဲ့အမွေကိုရဖို့အတွက်လုပ်ရမယ်နီးလမ်းမယ်မင်းကကူညီမယ်မကူညီဘူးပဲပြော ကောင်းပြီကျမလက်ခံတယ်ဒါပေမဲ့3ယောက်စလုံးလောရမယ် ၃ယောက်မဟုတ်ဘူး2ယောက်ပဲ မလုပ်ပါနဲ့အကိုအဲ့ဒါကလေအမေအသက်စင်တာတဲ့စိုးတဲ့နာကျင်မှုကိုပေးလိုက်မယ်မလုပ်ကြပါနဲ့အကိုတို့ရဲ့ ဒီဟာမင်းပါဝင်ဖို့မလိုဘူးဒါပေမဲ့
မင်းကြားမှနေပြရမယ် အမေအမေနေလို့မှကောင်းရလားအမေရဲ့ ကောင်းပါတယ်သားရဲ့ အမေကိုကြည့်ရတယ်တမန်မိုင်းတို့ချွေနဲ့အစမပြေဘူးအမေရဲ့ ဘာဖြစ်ပါသားရဲ့မင်းတို့ကောင်းပါတယ်သားရဲ့ဒါပေမဲ့မင်းစဉ်းစားနေတာကမင်းအဲ့ဒီတော့ဒီလိုရှင်နေဒါပေမဲ့ အမေရဲ့အမေဘာမှစိတ်မပူပါနဲ့နော်ဒါကန်သွားတွေခေါ်ပြီးတော့အမေအိမ်ကိုအကောင်းဆုံးဖြစ်အောင်ထားပြင်ပေးပါ လူပါဦးသားရဲ့နေရမင်းကိုမင်းဖက်ကိုပို့ဆက်ပြီးပြောပါဘူးဒါပေမဲ့မင်းကိုကိုပြင်ယူတယ်သူလို့ရှိရင်ဘူးလို့ပြောလိုက်တယ်သားရဲ့ ဒါနဲ့အမတီတာရော သူလည်းဒီလိုပဲပြောတယ်သားရဲ့သူလည်းလို့ရှိရင်ဘူးသားရဲ့လောကမီပတ်ဆက်ပြီးတဲ့ချိန်လိုလာကြတာသားရဲ့အမေပတ်ဆက်မရှိတဲ့ချိန်ကြတော့ကိုမေကိုစုဖိတ်ရှင်နေကြတာသားရဲ့နာသားသိလား အမေရဲ့အဲ့လိုမပြောပါနဲ့အမေရဲ့အမေကမဖြစ်ဘူးနော်ဒါနဲ့သူတို့ကလေဒီမြေကိုရောင်းဖို့သူတို့ကစဉ်းစားနေတာ ဟမ်သူတို့အမိပေါ်အဲ့လောက်ထိရစ်စမမိုင်းအမေမထင်တော့သားရဲ့ အမေမငိုပါနဲ့အမေရဲ့ဘာမှမဖြစ်ဘူးနော် ဘာဖြစ်ပါဦးသားရဲ့အမေနာကအတွက်ဆူဆောင်ထားခဲ့တဲ့ဒီမြေကွက်အခုတော့အသားသမီးတွေရဲ့လောဘကိုကျွေးရမယ့်အကျွေးဖြစ်သွားပြီ ဒါဆိုရင်ဒါသွားအောင်မယ်အမေနော်အမေကျမကြီးယူဆိုင်နော် အဲ့ပါကောင်းတော့တော့နော် ဟုတ်ကဲ့မေဟုတ်ကဲ့ အခုတော့ငါတို့ရဲ့ကြံစီလေးကအောင်မြင်သွားပြီပေါ့ အဲ့ဒါငါရဲ့အစီဘက် ဟာ အမေတက်ရောတက်တာရလားဒါကိုကြီးနဲ့အမတို့ကိုခေါ်လာတယ်အမေနဲ့ ကိုမိပါနဲ့သားရဲ့ကိုလည်းလို့ရှိနေတယ် ဘာမှမဖြစ်ပါဘူးအမေရဲ့အမေအခုနေမကောင်းတဲ့အချိန်မှာသူတို့ခေါ်มาပဲအစီအစဉ်ပါလေအမေရဲ့ဒါမှပဲသူတို့သိမှာပေါ့အမေ ကိုရရပြီဟိုမှာအမေဘယ်လိုဖြစ်နေလဲမသိအမေစီမပြေရလားမသိချက်လိုက်ကြည့်လိုက်အောင်အမေအမေတမီတောင်းမှန်နော်အရင်ကတမီရဲ့လောဘဒေါသမှုတွေကြောင့်အမေပေါ်တမီပြစ်မှာခဲ့တယ်တမီခွင်းလို့ပြပါနော်အမေနော် ရပါတယ်သမီးရဲ့အမေတို့မိသားစုတွေအရင်တော့ဒီမျိုးပြောစင်စီလုံးနဲ့ပြင်နေကြရအောင်သမီးတို့ရဲ့ ကောင်းတာပါမတို့ရဲ့ကျွန်တော်တို့မိသားစုတွေအရင်လိုမျိုးပြောလို့ရှိရင်ပြန်လည်နေကြရအောင်လေအမေလည်းခုတက်တာတော့တက်တာနေပြီဆိုတော့ကျွန်တော်မိသားစုတွေပြောလို့ရှိရင်ပြန်နေလို့ရပြီပေါ့ ဒါရောငါမောင်လေးရဲ့ ဝမ်းသာလိုက်တာကျွန်တော်မိသားစုတွေအခုလိုမျိုးပျော်ရွှင်ရတဲ့အချိန်မျိုးကျွန်တော်မျှော်လင့်နေတာကြားလာပြီဗျဟုတ်ပါကိုကြီး ညီလေးရဲ့ကိုကြီးတို့ညီတော့အတိုင်းကိုစီလုံးလုံးညီညွတ်နဲ့နေကြမယ်နော် ဟုတ်ကဲ့ပါ နော် ကိုကြီး ညီမလေးရောနော်